အမှုပညာရှင်တွေစေတီတွေနဲ့ကြီးကျယ်ခမ်းနားစွာဆိုင်ဖွင့်ခဲ့ပေမဲ့ပြဿနာတစ်ခါစိုက်ပိတ်ခဲ့ရတဲ့ဖတီမာရဲ့နောက်ွယ်ကအကြောင်းရင်းအားလုံးသိကြတဲ့အတိုင်းပဲလောကမှာအောင်မြင်မှုဆိုတာမထီမြဲပါဘူးအောင်မြင်မှုရှိပြီဆိုရင်ကြာရှုံးမှုဆိုတာရှိစမြဲပါလက်ရှိပဲခူးမြို့မှာဖြစ်နေတဲ့ဖတီမာရဲ့ဆိုင်ပွဲကရက်နဲ့အတော်လေးကိုမှကိုက်ညီနေပါတယ်လွန်ခဲ့တဲ့နေ့ရက်ကလည်းပဲခူးမြို့ကြီးတစ်ခုလုံးတုံဟီးသွားလို့ဆယ်လီတွေငားပြီးတော့ဖွင့်ခဲ့တဲ့ဒီဖတီမာရဲ့ဆိုင်ပွဲကြီးဆိုရင်တော့အခု2ရက်အကြာမှာဇသိန်းခန်းကိုရောက်ရှိလို့သွားခဲ့ပါပြီဒါကရိုးရိုးဆိုင်ပိတ်သိမ်းလိုက်ရတာမျိုးမဟုတ်ပါဘူးဆိုင်ပုတ်တွေအတင်းစင်းနေပါအားလုံးကိုဖြိုဖျက်ပစ်လိုက်ရပြီးတော့ဆိုင်ပိတ်သွားပါပြီဆိုင်မရှိတော့ပါဘူးဆိုတဲ့အထီကိုခစ်သွားခဲ့တာပါအဲ့တော့အဓိကသိချင်ရတာကဘာကြောင့်ဆိုင်ပိတ်သိမ်းလိုက်ရတာလဲဆိုတဲ့အကြောင်းအရာပါဒီကိစ္စရဲ့အဓိကနောက်ပေါ်အကြောင်းအရာတော့ငွေကြီးနဲ့ဥပဒေဆိုင်ရာအကြောင်းပြချက်တွေပါဖတီမာကတော့သူ့ရဲ့ဆိုင်ဖွင့်နေ့မှာ marketing သဘောအရာငွေကြီးတွေပုံပေးပြီးဆယ်လီတွေကိုခါရန်ဆိုင်ငူကြီးကျယ်ခန်းသားစွာဖွင့်ငွေတွေများစွာကျဲပြီးတော့လုပ်ခဲ့ပေမဲ့လို့အဲ့ဒီမှာဆိုင်ဖွဲ့ဝဲကြောင့်လက်ခီးနောက်ရှက်ဖြစ်တဲ့သူတွေကလည်းတိုင်ကြားချက်တွေရှိခဲ့ပါတယ်။ဒါပြင် FTA နဲ့ပတ်သက်တဲ့ထောက်ခံချက်မရသေးတဲ့စစ်ဆေးချက်တွေလည်းရှိသေးတာမှုတို့ဒီကိစ္စကိုကြည့်မယ်ဆိုရင်ငွေတွေပုံပြီးသုံးပေမဲ့လည်းအဓိကအပေါ်ရန် marketing ဘိုင်းကိုပဲကြည့်လိုက်ပြီးတကယ်ကိုမှလိုအပ်ချက်ရှိတဲ့ဥပဒေဆိုင်ရာ FTA အထက်လက်တွေကိုတော့ဒီချာစွာမလုပ်ကိုင်ထားတဲ့အတွက်ကြောင့်မို့လို့ဒီဆိုင်ကိုပိတ်သိမ်းလိုက်ရတယ်လို့သိရှိရပါတယ်။